ကူတိုင်းမင်းလာမျိုးနယ်တွေအကြမ်းမဲ့စစ်တပ်၏အတူအယောင်တရားမဝင်ရွေးကောက်ပွဲအတော်ထုတ်ပြန်ထားသောမဲစည်းများကိုမိရှုရှင်းလင်းခဲ့ကြောင်းတရားဝရီခရိုင်တရင်3000ဟိရာနှင့်တက်ခွဲနှစ်မှာတာဝန်ရှိသူတို့ကဆိုပါတယ်အော်တိုဘာလ6ရက်နေ့ည7:30မိနစ်ခန့်တွင်မင်းလာမျိုးနယ်စင်တဲကုန်းအုပ်စုစင်တဲကုန်းကြီးရွာရှိလူငယ်အားမှန်စာကီးတိုက်တွင်အကြမ်းမဲ့စစ်တပ်၏အတူအယောင်တရားမဝင်ရွေးကောက်ပွဲအတော်ထုတ်ပြန်ထားသောမဲစည်းများကိုတော်လင်ကြီးတက်ခွေညာကဝင်းဟောက်မိရှုရှင်းလင်းခဲ့ခြင်းထက်ကြောင်းသိရပါတယ်။စစ်ခွေးရွေးကောက်ပွဲအတွက်စင်တဲကုန်းအုပ်စုကမဲစည်းတွေကိုကျွန်တော်တို့ဝင်းဟောက်ရှင်းလင်းခဲ့ရထက်တဲ့ပိခတ်မှုဖြစ်ပွားတာတော့မရှိပါဘူး။မဲစည်းတွေကတော့အကုန်လောင်သွားပါတယ်ဟုတရားဝရီခရိုင်တိုက်ရင်3000ရှေ့ဟာနဲ့တက်ခွေနှစ်မှတာဝန်ရှိသူကပြောပါတယ်။ထို့သောမိရှုရှင်းလင်းမှုဖြစ်ပွားပြီးနောက်ယနေ့အောက်တိုဘာလ9ရက်နေ့မိုးလေတနာရီ30မိနစ်ခန့်တွင်စင်တဲကုန်းကျေးရွာရှိလူငယ်အားမှန်စာကြီးတိုက်ကိုအကြမ်းဖက်စစ်သားများရောက်ရှိလာပြီးစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်။အဆိုပါရှင်းလင်းမှုကို3000ရှိလာနှင့်တက်ခွဲနေမြေအောက်ပြောက်ကြားတပ်ဖွဲ့မှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများနိုင်တဲ့လေအကြမ်းဖက်စစ်သားများအနီးသွာလာနေထိုင်ခြင်းများမပြုလုပ်ကြရနှင့်တတိထားသွာလာနေထိုင်ကြရန်တရားဝရီခရိုင်တရင်3000ရှိတိုင်းနှင့်တက်ခွဲနှင့်မှအတိပေးပြောဆိုထားပါတယ်။嘛，亏的记来了，亏的记他，我们的361，我们亏记了啊，把妹里面啊，记了啊，记了，记了，记了。